ဒီအရက်ဆိုတာကတော့ဘယ်လိုလဲဆိုတော့စွန့်လွတ်မှာပေါ့တစ်သက်လုံးတော့စွန့်လွတ်မယ်ဒါပေမဲ့အပေါင်းအသင်းမိတ်ဆွေဆိုတာရှိတဲ့အတွက်မယူရတို့ဗတ်ဒေးတို့မှာတော့တခါတလေမလွဲတာမရှောင်တာဖြစ်ကောင်းလဲဖြစ်သွားနိုင်တာပေါ့အရက်တောက်တယ်ဆိုတာဘယ်လိုပေါ့အပျော်ပေါ့ entertainment ပေါ့သူလည်း entertainment ဟိုလိုအရက်ကိုကြိုက်လို့တောက်တဲ့သဘောမဟုတ်ဘူးအရက်ကိုကြိုက်လို့တောက်မဲ့တဲ့မှာဘယ်တော့မပါဘူး Oh my god wow ငါတော့ဖះမှာငါရဲ့မကောင်းတဲ့အရက်မတောက်တော့ပါဘူးလို့ဂရီပေးလိုက်ပြီအဲ့ဒီတန်ငါအရက်တောက်လို့မရဘူးဆိုတော့အတိုးလေးနဲ့နေနေကျွန်တော်ခုအဲ့ကနေကျွန်တော်အရက်မတောက်ဖြစ်ဘူး No God please no 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 တို့တွေကပြောဖះလူလိုက်ပြီလို့ဖះတောက်ခိုင်းတာမဟုတ်ဘူးတချို့ဖះသွားလူရတယ်မဟုတ်ဘူးမလုပ်အောင်လေဘုန်းကြီးလူတာမဟုတ်ဘူးဘုန်းကြီးကလည်းတောက်ခိုင်းတာကိုယ်စိတ်နဲ့ကိုယ်တောက်တယ်ကိုယ်စိတ်နဲ့ကိုယ်ဖြတ်ဒါပဲမတောက်ခင်တော့ဘုရားအကြောင်းဘုရားရှိဝစ်စင်းခါစားပေါ့နော်ခုနကျွန်တော်ပြောနေကြအတိုင်းပါပဲအဲရှ िख ိုးနေနဲ့ကိုလေတွေကတက်နေတာလေဘုရားရှိခိုးပြီးတာနဲ့တန်းကင်တာပဲ